မင်္ဂလာပါရှင်ဒီကနေ့ကစုံလာပြီဗုဒ္ဓနေ့ဖြစ်ပါတယ်ရှင်ကစုံလာပြီနေ့ကဗုဒ္ဓဘာသာဝင်တို့ရဲ့ဤတုနိမြတ်ကြီးဖြစ်ပါတယ်ဖះအလောင်းတော်သူ့မိသားရှင်ရဲ့တည်သည်ဤဗဒ္ဓကဘာ၌လေးစုများဖြစ်သောဂရမအမိဖြင့်ဖះစင်စစ်ဧကံဖြစ်လိမ့်မည်ဟုဒီပင်ကရာမြတ်စွာဘုရားထံမှနိယာတဗျာဒိတ်ကိုကစုံလာပြီနေ့မှာခံယူခဲ့ပါတယ်မဟာတက္ကရာ68ခုနှစ်ကစုံလာပြီနေ့မှာဂရမဖះအလောင်းတော်တိတ္တတမင်းသားအားဖွားမြင်တော်မူခဲ့ပါတယ်မဟာတက္ကရာ103ခုနှစ်ကစုံလာပြီနေ့အာယုန်တက်ခြင်းဂရမဖះအလောင်းတို့သည်တပ်ပိညုတဉာဏ်တော်ကိုရရှိဖះဖြစ်တော်မူခဲ့ပါတယ်မဟာတက္ကရာ148ခုနှစ်ကစုံလာပြီနေ့တွင်မန္လာမင်းတို့၏အင်ဂျင်ဥယျာဉ်၌ဖះရှင်ပြိဋိနိဗ္ဗာန်ဆောင်တော်မူခဲ့ပါတယ်ဤသို့ထူးခြားချက်လေးရနေပြီဆိုသဖြင့်ဗုဒ္ဓဘာသာဝင်ပေါင်းတို့ကစုံလာပြီနေ့အားဖះနေ့ကိုသတ်မှတ်ခဲ့ကြပါတယ်ဖះရှင်သည်ဤနေ့ဤခါ၌တပ်ပင်ညုတရွှေဉာဏ်တော်ကိုရတော်မူရန်အတွက်ဘောဓိဘုံကိုအမိပြုပြီးတရားအားထုတ်တော်မူခဲ့ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်တို့သည်ဘောဓိပင်အားရေသွန်းလောင်းရင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြပါတယ်ရေသွန်းလောင်းရသည်မှာကစုံလာမှာရေရှားပြက်လိုက်၍ညှိုးလျော်အန်ဆဲဖြစ်သောဘောဓိပင်ကိုလမ်းဆန်းဆုပ်ပြီးစီရန်အတွက်ဖြစ်ပါတယ်ထိုအလေးထားသည့်ဗုဒ္ဓဘာသာဝင်တို့မှာပျောက်ကွယ်သွားခြင်းမရှိဘဲဒီကနေ့ထက်တိုင်ရှင်သန်နေဖြစ်ပါတယ်နှစ်စဉ်အမြဲကစုံလာပြီနေ့မှာညောင်ရည်သုံးမွှန်းများပြုလုပ်လျက်ရှိကြပါတယ်ဗျာဖွာပွင့်စံဤလေးတန်မှတ်ရန်ဗုဒ္ဓနေ့ဗျာဆိုတာကတော့ကစုံလာပြီနေ့မှာဗျာဒိတ်တော်ကိုခိုင်တော်မူပါတယ်ဖွာဆိုတာကတော့ကစုံလာပြီနေ့မှာဖွာမြင်တော်မူပါတယ်ပွင့်ဆိုတာကတော့ကစုံလာပြီနေ့မှာဖျားပွင့်တော်မူပါတယ်စံဆိုတာကတော့ကစုံလာပြီနေ့မှာပြိဋိနိဗ္ဗာန်ဆောင်တော်မူပါတယ်ကစုံလာပြီနေ့မှာမြတ်ဗုဒ္ဓရဲ့အဖြစ်တော်၄မျိုးစလုံးတိုက်ဆိုင်သွားဖြစ်ပေါ်ခဲ့တာကြောင့်အဲ့ဒီနေ့ဟာထူးမြတ်တဲ့နေ့ဖြစ်ပါတယ်ကစုံလာပြီနေ့မှာဒီပင်ကရာဘုရားရှင်ထံမှဘုရားစစ်စစ်ဧကံဖြစ်လိမ့်မယ်ဆိုပြီးဗျာဒိတ်တော်ရရှိခဲ့ပါတယ်ဘောရမမြတ်စွာဘုရားလောင်းတော်ဖြစ်တော်မူသောတိတ္တတာမင်းသားကိုတက္ကတိုင်းကပိလဝနီဘောနိုင်ငံမှာကပိလဝပြည်ရှင်တာကိဝေမင်းကြီးဖြစ်တဲ့သုရောဒနာမင်းကြီးနဲ့မိဖုရားခေါင်းဖြစ်တဲ့ဒေဝိမဟာမာယာမိဖုရားကြီးတို့မှာလွန်ခဲ့သောနှစ်ပေါင်း2600ခရစ်တော်မပေါ်မီ BC 623မဟာတက္ကရာ68ခုနှစ်ကစုံလာပြီးတောက်ကြနေနန်းနဲ့တစ်ချက်သည့်အချိန်ဝိတာခလက်ခံနေဇန်းအရှင်နဲ့ကပိလဝပြည်မှာဒေဝရဟပြည်တို့အတော်လုံးမနီအင်ချင်းတော်၌ဖွားမြင်တော်မူခဲ့ပါတယ်အမြဲဗုဒ္ဓသည်ဖျားဖြစ်နဲ့45နှစ်နေပြီးမဟာတက္ကရာ148ခုနှစ်ကစုံလာပြီးအင်္ဂါနေ့ BC 943မှာပြိဋိနိဗ္ဗာန်ဆံတော်မူပါတယ်ရှင်